အနံ့ခံနိုင်စွမ်းအားကောင်းကြတဲ့ဆင်များဆင်တွေဟာကမ္ဘာပေါ်မှာရှိတဲ့ကုန်းနေနိုးတိုက်တတဝါကြီးတွေထဲမှာအကြီးဆုံးနဲ့အထင်ကရတတဝါတွေပဲဖြစ်ပြီးအမျိုးအစား2မျိုးရှိရလို့သိရပါတယ်။အမျိုးအစား2မျိုးမှာအာဖရိကဆင်နဲ့အာရှဆင်အမျိုးအစားတွေဖြစ်ပြီးအာဖရိကဆင်တွေဟာအာဖရိကတိုက်အတွင်းဘက်ကျတဲ့တောနက်ကြီးတွေထဲမှာသာကျက်စားကြရလို့သိရပါတယ်။အာရှဆင်မျိုးကိုအိန္ဒိယဆင်မျိုးလို့လည်းခေါ်ကြပြီးအဲဒီဆင်တွေဟာအိန္ဒိယမြန်မာထိုင်း၊သီရိလင်္ကာ၊ဆူမာတရာကျွန်းနဲ့မလေးရှားကျွန်းဆွယ်စတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ်။ဆင်တွေဟာရေထဲမှာပါဝင်တဲ့ geospain နဲ့ dimethyl sulfide တို့လိုရေထဲမှာပါဝင်တဲ့အမှုန်တွေကိုအနံ့ခံနိုင်စွမ်းရှိကြောင်းအမေရိကန်နိုင်ငံအမျိုးသားကျန်းမာရေးသိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့တာပါ။သူတို့ဟာအနံ့ခံနိုင်စွမ်းအလွန်အားကောင်းပြီးရေအရင်အမြင့်ရှိရာနေရာကို12မိုင်အကွာကနေအနံ့ခံနိုင်စွမ်းရှိပါတယ်။ကြအပြင်ဆင်တွေရဲ့အနံ့ခံနိုင်စွမ်းဟာရေရှားပါပြက်လက်တဲ့နွေရာသီမှာသူတို့အသက်ရှင်သန်နိုင်ရေးအတွက်အလွန်အရေးပါတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်ပါတယ်။ဆင်နှမောင်းထဲမှာပါဝင်တဲ့အနံ့ခံဆဲလ်တန်းပေါင်းများစွာကအုံနောက်ကိုအချက်ပြပေးရဖြစ်တယ်လို့သိရပါတယ်။သူတို့ဟာဂေဟစနစ်အတွက်အရေးပါတဲ့တတဝါတွေဖြစ်ပြီးဆင်တွေရှိနေတဲ့အတွက်တောတောင်နဲ့ရေမြေတွေကိုပါထိမ့်သိမ်းနိုင်တယ်လို့လေ့လာသူတွေကဆိုထားပါတယ်။အဲဒါကြောင့်ဆင်တွေကိုကာကွယ်ထိမ့်သိမ်းတာဟာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရာရောက်တယ်လို့လေ့လာသူတွေကအသိပေးထားပါတယ်။